ဝကိုအကောင်းဆုံးနေထိုင်နိုင်ဖို့အတိတ်ကိုပြန်မလဲပါနဲ့ရွေးချယ်မှုမှားသွားရင်မှားသွားပါပြီငါသာအဲ့တုန်းကအဲ့လိုမလုပ်ခဲ့ရင်ဆိုပြီးတော့တစ်ချိန်လုံးပြန်မတွေးပါနဲ့တွေးလဲအပေါ်ပါပဲနောင်တဟာဘဝကိုအထူးတလဲပြောင်းလဲမသွားစေပါဘူးရှစ်ဆက်မမားဖို့ပဲလိုတာပါငယ်ရွယ်ချိန်မှာအမားဆိုတာရှိစမြတ်မို့ဘာမှမဖြစ်ဘူးလို့ကိုယ့်ကိုခွတ်လို့ပါမှတ်ထားပါမျက်လုံးဆိုတာရှစ်ကိုကြည့်ဖို့ပါအနောက်ကိုခဏခဏပြန်လဲကြည့်ဖို့မဟုတ်ပါဘူးခွဲခွာခြင်းကိုလည်းပဲလက်ခံပါလူတွေနဲ့ခွဲခွာရတဲ့အခါမှာငါအမားလားဆိုပြီးတော့တစိမ့်စိမ့်ပြန်မတွေးပါနဲ့အများကြီးလည်းဝမ်းမနေပါနဲ့လူတွေနဲ့အတူရှိရခြင်းကတယောက်ကိုတယောက်အလင်းအောင်ပေးနိုင်ဖို့ပါအဲ့လိုမှမဟုတ်ရင်တယောက်ထဲထမင်းစားတယောက်ထဲလမ်းလျှောက်တာကအဆင်ပြေပါတယ်ဘယ်ပစ္စည်းမှတစ်သက်လုံးမတည်မြဲသလိုပဲလူတွေလည်းတင့်နာမှာတစ်သက်လုံးရှိမနေနိုင်ပါဘူးဆုံတွေ့ရချိန်ခဏတာလေးကိုပဲကျင့်တတ်ပါပြောလေးရှိကြပါတယ်ဒီဇက်ဆိုတာကြုံမသိနိုင်တယ်လို့လမ်းခွဲခြင်းဆိုတာလည်းပဲကြိုတင်ပြင်ဆင်လို့မရနိုင်ဘူးဆိုတာကိုလေကြိုတင်မစိုးရိမ်ပါနဲ့အတွေးလွန်ချင်းချောင်းမလို့လက်ရှိစိတ်အချင်းတွေကိုအဖြတ်စီးမခံပါနဲ့အားလုံးဟာဖြစ်ချိတ်တိုင်ရင်ဖြစ်လာတာပါပဲမရှုံရင်အတိတ်ကိုပြန်လဲကြည့်လိုက်ပါအဲ့ဒီတုန်းကတိတ်ခက်ခဲတယ်ဆိုတဲ့အရာတွေကိုတော့တင်အကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့တာပဲမဟုတ်လားအခုလဲအားလုံးအဆင်ပြေသွားမှာပါကိုလန်းချောင်းနဲ့ကိုရှောက်ပါအကောင်းဆုံးအသက်အရွယ်ဆိုတာမရှိပါဘူးအကောင်းဆုံးစိတ်ထားပဲရှိတာပါလူတိုင်းရဲ့ဘဝပေးအချင်းနဲ့ချင်းမတူကြဘူးတစ်ထက်မြန်မြန်ပြေးနေတဲ့သူရှိသလိုတဲ့လောက်မပြေးနိုင်သူတွေလည်းရှိပါတယ်ဒါကြောင့်တစ်ဘဝကိုတခြားသူရဲ့တာထွက်ချိန်နဲ့လိုက်တိုင်းစရာမလိုပါဘူးအရေးကြီးတာကတစ်အလုံးကိုတင်မရပဲဆက်လုပ်သွားဖို့ပါပဲကျမ်းမာရေးနဲ့စိတ်ချမ်းသာမှုကိုတော့ဦးစားပေးပါလူဘဝမှာကျမ်းမာရေးမကောင်းရင်ဘာကိုမှကြွားဝလို့မရပါဘူးဒေါသတွေကိုလျှော့ပါအညိုတေးရမထားပါနဲ့စိတ်ချမ်းသာမှလူရဲ့ကံကလည်းမြင့်တက်လာတယ်ပြောပါရှယ်ပါပြမရင်အိပ်ပါဝမ်းနဲ့ရင်အာတင်ထားပါစိတ်အစမပြေတိုင်းစိတ်ခွန်အားလို့အတိုင်းမှာဒီအကြောင်းအရာတွေကိုပြန်လေ့လာပါပြန်သုံးသပ်ပါပြန်နားထောင်ပါပြန်ဖတ်ပါဘဝထဲမှာမိမိစိတ်ကိုနိုင်အောင်ထိန်းချောင်းပြီးတော့နေတတ်တဲ့သူဟာတဲ့တခြားသူတွေထက်တော့တပန်းတာနေမှာအမှန်ပါပဲအဲ့ဒီကြောင့်မလို့ဖြစ်လာတဲ့ဘဝကိုရှိတဲ့အနေထားရရှိပိုင်ဆိုင်ထားတဲ့ကိုဘဝအခြေအနေကိုလက်ခံတတ်ခြင်းဒီအရာတွေကိုလက်ခံပြီးတော့သင်ယူမယ်ညှစ်တင်မယ်တည်ဆောက်မယ်လှုပ်ဆောင်မယ်အားမငယ်ပါနဲ့ဘဝဆိုတာရှင်းတမ်းဖို့အတွက်ဖြစ်ပါတယ်ဘဝဆိုတာရုန်းကန်ဖို့အတွက်ဖြစ်ပါတယ်ဘဝဆိုတာဒီအရာတွေကိုကြော်ဖြတ်သွားမှဖြစ်တဲ့အတွက်ကြောင့်လို့ကြိုးစားအသက်ရှင်ကြရအောင်